မင်္ဂလာပါရှင်ဒါလေးကတော့တီချာရေးတဲ့ကျမကလေးလေးကတဲ့ KG ကိုကောင်းကောင်းမနေခဲ့ရပါဘူးတဲ့တက်ကလည်းတဲ့9နှစ်ရှိနေပြီဒါပေမဲ့တော့လေကလေးဟာစာရေးဖို့အတွက်အခက်အခဲဖြစ်နေတယ်ခဲနိုင်ကိုင်နေရမှာအစားအရန်လေ့ကျင့်နေရတယ်ဘလို့လေ့ကျင့်ရမလဲဆိုတဲ့နီးစနစ်ကြအောင်ဘလို့လေ့ကျင့်ရမလဲဆိုတဲ့မေးလာတယ်မေမေတွေအတွက်ပါနော်ဟုတ်ကဲ့ပါဒီမေကွန်းလေးမေးတဲ့မေမေလေးရေကျေးဇူးတင်ပါတယ်နော်ဟုတ်တယ်မေမေတို့တွေကအိမ်မှာလဲကျောင်းမှာထားရင်ပြီးရောဆိုပြီးတော့မဟုတ်ဘဲနဲ့မေမေတွေကလည်းအိမ်မှာဂယုတဆိုင်ကလေးလေးတွေနဲ့အတူစာတင်ဖို့အရန်လိုအပ်ပါတယ်ဒါကြောင့်မေမေတို့ရဲ့တတမီမီလေးတွေကလုံးဝခဲတံကိုအထီးတွေ့နေသေးတယ်စာရေးဖို့အတွက်အခုမှစပြီးတော့အခြေခံလေ့ကျင့်မှုအတွက်ဆိုရင်အရင်ဦးဆုံးဒါလေးတွေနဲ့အတူလေ့ကျင့်ပါနော်ပထမဦးဆုံးဘာလေးလဲဆိုရင်စာရေးရဲ့အခြေခံလေ့ကျင့်ခန်းများဆိုပြီးတော့ကျွန်တော်ထုတ်ထားတာလေးရှိပါတယ်အဲ့ဒါကတော့ဒါလေးကအဆက်များနဲ့ဆက်မှာပေါ့နော်ဒီအဆက်ကလေးတွေအတိုင်းတစ်ခုနဲ့တစ်ခုဆက်သွားတယ်ညားလေးတွေသွားမယ်အဲ့အဆက်ကလေးတိုင်းညီအောင်ဆက်ခိုင်းမယ်နောက်တစ်ဆင့်အပေါ်အောက်ဒေါင်းလိုက်ကလေးကိုဆက်ခိုင်းမယ်အဆက်ကလေးဆက်ခိုင်းမယ်ဒေါင်းလိုက်ကလေးတွေပြီးသွားတဲ့အခါမှာရေလှိုင်းလေးတွေတို့လှိုင်းအတွန်လေးတွေကိုတနေ့ချင်းဆက်သွားပါမယ်အဲ့ဒီကတော့တစ်ဆင့်အတွန်လေးတွေအဆက်ကလေးတွေကိုလိုက်ပြီးတော့ကိုကြိုင်းနေတဲ့ရပုံအဆက်ကလေးတွေကိုအတွန်လေးတွေလှုပ်လိုက်အကွေးလေးတွေလှုပ်လိုက်အဲ့ဒီအဆက်ကလေးတွေကိုလိုက်ဆက်ခြင်းအဖြစ်တာမီမီလေးတွေကခဲတံကိုင်နီးလေးတွေကိုဒီအဆက်ကလေးတွေကိုကောင်းမွန်စွာဖြောက်တန်းစွာဆက်သွားနိုင်ပြီဆိုရင်တာမီမီလေးတွေကမမေတို့ရေသူတို့တွေဟာနောက်ပိုင်းစက်လုံးရေးတဲ့အခါမှာစပြီးတော့ခဲတံလေးတွေလည်းကင်တက်သွားမယ်နောက်ထားတဲ့အထအတူလေးတွေလည်းမှန်တက်သွားပါမယ်နော်ဒီနီးနဲ့အတူလေ့ကျင့်ကြည့်ပါမေမေရေအခုလိုမိကုန်းလေးတွေမေးပေးတဲ့အတွက်ကျေးဇူးပါမေမေ